အမရှိတဲ့ထမင်းအလကားစားလို့ရတဲ့နေရာတွေထဲကမှကြောက်ကလပ်ပြီးရင်ထုတ်ပတိုင်မှာလည်းဝင်ကျိတ်လို့ရပါတယ်ဝင်ကြီးမပေးရဘူးဆိုပေမဲ့ရင်ရက်နားရနေရာမှာလုံခြုံစိတ်ချရဖို့ရင်အနှံခတော့ပေးရပါမယ်ပေးစရာမလိုဘူးဆိုရင်လူကြီးမင်းကန်ကောင်းလို့ပါပေးရလို့လည်းကန်ဆိုးတာမဟုတ်ပါဘူးခိုးခံလိုက်ရမှကန်ဆိုးတာပါမပေးချင်ဘူးဆိုရင်တော့ဖြစ်ခေါင်းပေါ်တင်ပြီးဝင်သွားလို့ရပါတယ်ထုတ်ပတိုင်ဆိုတဲ့အဓိပ္ပာယ်ကိုလူတွေအမျိုးမျိုးသတ်မှတ်ထားကြပေမဲ့ကျွန်တော်သိတဲ့လောက်ပြောရရင်လေ့လာမိတဲ့လောက်ပြောပြရရင်ပြောပြရှင်ပါတယ်ကျွန်တော်လည်းမသိလို့ပါသိတဲ့သူများရှိရင်ခေါမမှာပြောပြပေးသွားဖို့တောင်းဆိုနေလမ်းလိုက်ပါတယ်ထုတ်ပတိုင်လို့ဆိုလိုက်တာနဲ့ရက်ဝေးသမားတွေကအနီအောင်တရားတစ္ဆာတိုင်တရားရှိတယ်လို့နာမည်ကြီးပေမဲ့ဒေတာခံတွေအနေနဲ့ကတော့အသားလုံးဝမပါတဲ့ဟင်းတွေကိုစားလို့ကောင်းအောင်ချက်ပြုတ်ပြသွားတဲ့အိုဒီကြီးတွေရဲ့စကေးကနာမည်ပိုကြီးပါတယ်ကျွန်တော်စားကောင်းလို့ပြောပြတာပါထမင်းစားပြီးလို့ထမင်းလုံးညီညာစီတန်းနေဖို့အတွက်ရေကန်ကြီးရဲ့ဘေးမှာရှိတဲ့လမ်းကြောင်းတိုင်းသွားပြီးအစာချေအပန်းဖြေသင့်ပါတယ်လူကြီးမင်းတို့ဖိုက်တင်းတယ်လို့ရေကန်ထဲမှာရှိတဲ့ငါးလေးတွေကိုလည်းဖိုက်တင်းစေဖို့ငါးစာရောင်းတဲ့ဆိုင်ကနေဝယ်ယူပြီးငါးစာကျွေးကုသိုလ်ယူလို့ရပါသေးတယ်တခါတလေကိုကငါးစာပြစ်ကျွေးလိုက်ပေမဲ့သူမကမင်းကိုစိမ့်ကားတယ်လို့ငါးတွေကမစားဘဲနေတာမျိုးတွေရှိတတ်ပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့သုံးနဲ့ခွန်ကျွေးရင်တော့စားမှာပါစတာပါရေထဲခုန်ချတာကိုတားမြစ်ထားပါတယ်ရေတွေကငါးတွေရဲ့ခြေထောက်ကိုတက်နေမိမှာစိုးလို့ပါအဲ့ဒါလဲစတာပါကနန်းညက်မှာစိုးလို့ပါကနန်းရှိမရှိဆိုတာကိုကျွန်တော်လည်းမသိပါဘူးသိချင်ရင်ကိုယ်တိုင်သွားရောက်ပြီးချင်းမောင်ပင်ကိုမေးကြည့်လို့ရပါတယ်ဟုတ်ပါတယ်ဘာမှလည်းမဆိုင်ပါဘူးပါဇက်တဲ့ရှိရာရှောက်ပြောနေတာပါနောက်ထပ်ဒီလိုပေါက်ကရအကြောင်းအရာတွေကိုမျက်စိနှောင်းအောင်တင်ဆက်ပေးအောင်မှဖြစ်လို့လိုအပ်ရင်ဘလော့ထားဖို့ကိုတိုက်တွန်းလိုက်ပါတယ်